မင်္ဂလာပါဒီနေ့ဇွန်လ30ရက်နေ့အတွက်သတင်းတွေကိုရွေးချယ်တင်ဆက်ပေးကြပါမယ်ပထမဆုံးအနေနဲ့ကတော့ဇူလိုင်လ10ရက်နေ့မှာမြန်မာနဲ့ဘီလာရုစ်နိုင်ငံကြားအပြန်အလှန်ဗီဇာကင်းလွတ်ခွင့်ဆိုင်ရာသဘောတူညီချက်စတင်အတည်ဝင်မယ်လို့သိရပါတယ်လာမယ့်2026ခုနှစ်ဇူလိုင်လ10ရက်နေ့ကနေစတင်ပြီးတော့မြန်မာနိုင်ငံနဲ့ဘီလာရုစ်နိုင်ငံကြားမှာအပြန်အလှန်ဗီဇာကင်းလွတ်ခွင့်ဆိုင်ရာသဘောတူညီချက်ကတရားဝင်စတင်အတည်ဝင်တော့မှာဖြစ်ပါတယ်အဲ့ဒီသဘောတူညီချက်အရနှစ်နိုင်ငံစလုံးရဲ့တာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူတွေဟာနိုင်ငံအချင်းချင်းအပြန်အလှန်သွားလာရမှာဗီဇာကင်းလွတ်ခွင့်ရမှာဖြစ်ပြီးတော့ကြိုတင်ဗီဇာလျှောက်ထားရတာမျိုးလိုအပ်မှာမဟုတ်ဘဲနဲ့လွတ်လပ်စွာသွားလာခွင့်ရရှိမှာလည်းဖြစ်ပါတယ်။ဒါပေမဲ့ဗီဇာကင်းလွတ်ခွင့်နဲ့သွားရောက်တဲ့နှစ်နိုင်ငံစလုံးရဲ့လူတွေဟာတစ်ချိန်မှာရက်ပေါင်း30အထိသာနေထိုင်ခွင့်ရမှာလည်းဖြစ်ပါတယ်။ဒီဗီဇာကင်းလွတ်ခွင့်သဘောတူညီချက်ကမြန်မာနိုင်ငံနဲ့ဘီလာရုစ်နိုင်ငံတို့ကြားမှာခရီးသွားလာရေးလုပ်ငန်းတွေပုံမှန်ဖွံ့ဖြိုးတိုးတက်စေဖို့ကုန်သွယ်ရေးနဲ့ယင်းနှိမ့်နှံမှုတွေလိုမျိုးနယ်ပယ်တွေမှာပူးပေါင်းဆောင်ရွက်မှုတွေပုံမှန်အားကောင်းလာစေဖို့ရည်ရွယ်တာမျိုးဖြစ်တယ်လို့လည်းသိရတာပါလာမယ့်ရက်ပိုင်းမှာလည်းဘီလာရုစ်သမ္မတလူကာရှန်ကိုဟာသမ္မတဦးမင်းအောင်လှိုင်ရဲ့ဖိတ်ကြားချက်အရမြန်မာနိုင်ငံကိုအလို့သဘောခရီးစဉ်လာရောက်ဖို့ရှိနေတာလည်းဖြစ်ပါတယ်မြန်မာနိုင်ငံကိုအခုတစ်ချိန်လာမယ့်လူကာရှန်ကိုရဲ့ခရီးစဉ်ဟာဒုတိယအကြိမ်မြောက်လာရောက်မယ့်ခရီးစဉ်လေးဖြစ်နေတာပါပြီးခဲ့တဲ့2025ခုနှစ်နိုဝင်ဘာလ29ရက်နဲ့28ရက်တွေမှာလူကာရှန်ကိုဟာမြန်မာနိုင်ငံကိုလာရောက်လည်ပတ်ခဲ့မှုတာဖြစ်ပြီးတော့သမ္မတဦးမင်းအောင်လှိုင်နဲ့တွေ့ဆုံဆွေးနွေးမှုတွေလှုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့မနက်ဖြန်မှာဖွင့်လှစ်မဲ့88ကြိမ်မြောက်အောင်ပါလီသိန်းစုတီးပွင့်ပွဲမှာစုချင်းငွေအဖြစ်10ဘီလီယံကျော်ချီးမြှင့်သွားမှာဖြစ်တယ်လို့သိရပါတယ်မနက်ဖြန်မှာဖွင့်မဲ့88ကြိမ်မြောက်အောင်ပါလီသိန်းစုထီပွင့်ပွဲကိုစုချင်းငွေအဖြစ်7ဘီလီယံကျော်ချီးမြှင့်သွားမှာဖြစ်တယ်လို့စီမံကိန်းနဲ့ဗန်နာရေးဝန်ကြီးဌာနပြည်တွင်းအခွန်များဦးစီးဌာနကဒီနေ့ဇူလိုင်လ30ရက်ထုနိုင်ငံပိုင်သတင်းစာမှာအတည်ပြုကြေညာထားတာပါအဲ့ဒီ88ကြိမ်မြောက်ကျက်ထောင်တန်းအောင်ပါလီသိန်းစုထူမှုပွဲအတွက်ထီလက်မှတ်ကိုကာကြီးအခရာကနေအစင်လိုက်နအခရာဒီစုစုပေါင်းအခရာ15လုံးကိုခွဲဝေရောင်းချရမှာထီတာအုပ်12တန်းကျော်ရောင်းချနိုင်ခဲ့ပြီးတော့ထီလက်မှတ်ရောင်းရငွေကျပ်1229.800တန်းရရှိခဲ့တာဖြစ်တယ်လို့သိရတာပါဒါကြောင့်ထီလက်မှတ်ရောင်းရငွေရဲ့80%ကိုခွဲဝေချီးမြှင့်ပေးမှာဖြစ်ပေမဲ့88ကြိမ်မြောက်ကျက်ထောင်တန်းအောင်ပါလီသိန်းစုထီပွင့်ပွဲကစုမဲတန်မှုမပြည့်တဲ့ကျပ်0.006တန်းကိုပေါင်းထည့်ဖွင့်လှစ်မှာဖြစ်တာကြောင့်ခွဲဝေချီးမြှင့်ပေးမဲ့ထီစုငွေစုစုပေါင်းဟာ8590.699တန်းဖြစ်တယ်လို့သိရတာပါအဆိုပါ80%ခွဲဝေချီးမြှင့်ပေးမဲ့ထီစုငွေတွေအပြင်ဘန်နာသိန်းရငွေကျပ်250တန်းကိုပြန်လည်ချီးမြှင့်ပေးမှာဖြစ်ပြီးတော့88ကြိမ်မြောက်အောင်ပါလီသိန်းစုထီပွင့်ပွဲမှာအမြင့်ဆုံးပေးရမယ့်အထူးစုဟာငွေကျပ်3,000တစုငွေကျပ်3,000တစုငွေကျပ်3,200စုနဲ့ငွေကျပ်3,300စုဖြစ်တယ်လို့သိရတာပါဒါပြင်88ကြိမ်မြောက်အောင်ပါလီအွန်လိုင်းသိန်းစုတီပွင့်ပွဲကိုမနက်ဖြန်ဇူလိုင်လ1ရက်နနက်8:00နာရီအချိန်မှာဖွင့်လှစ်ပြီးတော့မှာဖြစ်ပြီးတော့42ကြိမ်မြောက်ကျက်ထောင်တန်းအောင်ပါလီအွန်လိုင်းကဏ္ဍ9လုံးသိန်းစုထူဖွင့်ပွဲကိုမွန်းလွဲ2နာရီမှာဖွင့်လှစ်မှာဖြစ်ပြီးတော့လက်မှတ်ရောင်းရငွေအပေါ်မှာ80%ကိုစုမဲဖြစ်ပြန်လည်ခွဲဝေချီးမြှင့်သွားမှာလေးဖြစ်ပါတယ်နိုင်ငံတကာသတင်းတစ်ပုဒ်အနေနဲ့ကတော့အခုနှစ်အတွင်းမိခင်နိုင်ငံကိုပြန်လာမယ်လို့တည်တံချမှတ်ခံထားရတဲ့ရှိတ်ဟာစီနာကပြောလိုက်ပါတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံကထွက်ပြေးတင်းရှောင်နေတဲ့ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာကလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ညက်ကွယ်မှာတည်တံချမှတ်ခံရပြီးနောက်လနေငယ်အကြာမှာပဲအခုနှစ်အတွင်းနိုင်ငံကိုပြန်လာမယ်လို့ကတိပြုပြောကြားခဲ့ပါတယ်အသက်88နှစ်အရွယ်ရှိတ်ဟာစီနာဟာ2024ခုနှစ်ဩဂတ်စ်လမှာကျောင်းသားတွေဦးဆောင်တဲ့လူထုအုံကြွမှုတွေကြောင့်၎င်းရဲ့15နှစ်ကြာအာဏာအုပ်ချုပ်မှုအဆုံးသတ်ခဲ့ပြီးတဲ့နောက်အိန္ဒိယနိုင်ငံကိုထွက်ပြေးသွားခဲ့ပြီးတဲ့နောက်မှာလူထုရှေ့မှောက်မှာမထွက်ပေါ်လာတော့ဘဲနဲ့2026ခုနှစ်ဇန်နဝါရီလမှာနယူးဒေလီမှာရှိတဲ့သတင်းစာဆရာအသင်းမှာထုတ်လွှင့်ခဲ့တဲ့မိန့်ခွန်းတစ်ကြိမ်သာလူသိရှင်ကြားပြောကြားခဲ့ပါတယ်။ MDTV နဲ့အင်တာဗျူးမှာရှိတ်ဟာစီနာက၎င်းဟာတည်တံကိုမကြောက်ကြောင်းနဲ့မိမိပေါ်ချမှတ်ထားတဲ့စီရင်ချက်ဟာဥပဒေနဲ့မညီကြောင်းနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတွေနဲ့ဆန့်ကျင်ကြောင်းနဲ့နိုင်ငံရေးရည်ရွယ်ချက်နဲ့ဆောင်ရွက်ထားတဲ့လုပ်ငန်းစဉ်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ပြောကြားထားတာပါ။တည်တံချမှတ်ခံထားရပေမဲ့လည်းပြန်လာမလားဆိုတာကိုမေးမြန်းရမှာတော့အတားအဆီးတွေအားလုံးပူးပေါင်းကြံစည်မှုတွေအားလုံးကိုကြော်ဖြတ်ပြီးဒီနှစ်အတွင်းနိုင်ငံကိုပြန်လာမယ်လို့ရှင်းရှင်းလင်းလင်းပြောချင်ကြောင်းကို၎င်းကဖြေကြားခဲ့တာပါပြီးခဲ့တဲ့နိုဝင်ဘာလမှာတရားရုံးကဟာစီနာကိုလူထုတွေကိုလှုံ့ဆော်ခြင်းတပ်ဖြတ်ဖို့အမိန့်ပေးခြင်းနဲ့ရက်စက်ကြမ်းကြုတ်မှုတွေကိုတားဆီးဖို့ပြက်ကွက်ခြင်းတွေကြောင့်အပြစ်ရှိတယ်လို့ဆုံးဖြတ်ပြီးကြိုးပေးတည်တံချမှတ်ခဲ့တာပါတချိန်ကဘင်္ဂလားဒေ့ရှ်မှာလူကြိုက်အများဆုံးနိုင်ငံရေးပါတီတွေမှာတစ်ခုဖြစ်ခဲ့တဲ့ Awami League ပါတီရဲ့လှုပ်ရှားမှုတွေကိုလည်းဥပဒေအရပိတ်ပင်ထားတာပါ
ဒါပြင်လူဦးရေ190တန်းရှိတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဖေဖော်ဝါရီလရွေးကောက်ပွဲအတွင်း Tariq Rahman ကအပြီးသက်အနိုင်ရရှိခဲ့ပြီးတော့ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီးတဲ့နောက်အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်တို့ရဲ့နှစ်နိုင်ငံဆက်ဆံရေးမှာပိုမိုကောင်းမွန်လာတယ်လို့ဖော်ပြထားပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ဗီနီဇွဲလားအမွှာငလျင်ကြောင့်အဆောက်အဦပေါင်း6000နီးပါးပြိုကျပျက်စီးခဲ့တယ်လို့သိရပါတယ်။အမေရိကန်အာကာသအေဂျင်စီ NASA ကထုတ်ပြန်ခဲ့တဲ့ဂျိုဒူဒေတာအချက်အလက်တွေရဲ့ကနဦးအကဲဖြတ်ချက်တွေအရပြီးခဲ့တဲ့ရက်ပိုင်းကဗီနီဇွဲလားမှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းအမွှာငလျင်ကြောင့်အဆောက်အုံစုစုပေါင်း9800ကျော်ပျက်စီးခဲ့တယ်လို့သိရတာပါ။ရာစုနှစ်တစ်ခုကျော်အတွင်းဗီနီဇွဲလားနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့အင်အားအပြင်းဆုံးအမွှာငလျင်ကြောင့်လူပေါင်း1900ကျော်သေဆုံးခဲ့ပြီးတော့အခြားလူ4000ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့လူတောင်းချီပျောက်ဆုံးနေစေဖြစ်တယ်လို့သိရတာပါ။ဗီနီဇွဲလားနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ငလျင်ကပြင်းအား9.2နဲ့9.5 မဂနီကျူရှိပြီးတော့အချိန်10မိနစ်အတွင်းမှာပဲစက်တိုက်လှုပ်ခတ်သွားခဲ့တာဖြစ်တယ်လို့သိရတာပါ။ Oregon State University ရဲ့သူတွေသည် Corisha နဲ့ Jimon Van Hodes တို့ကဂျိုဒူဒေတာအချက်အလက်တွေအရဗီနီဇွဲလားမှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်နှစ်ခုကြောင့်အဆောက်အုံစုစုပေါင်း98,880လောက်ပျက်စီးသွားခဲ့တယ်လို့ဆိုထားတာပါ။ဥရောပအာကာသအေဂျင်စီရဲ့မြင့်မားတဲ့ရုပ်ထွက်အရည်အသွေးတွေရှိတဲ့ရေဒါဂျိုဒူပုံရိပ်ရဲ့အချက်အလက်တွေကိုကိုးကားပြီးတော့ကော်ရီရှာနဲ့ဂျင်မွန်ဗန်ဒန်ဟိုဒက်စ်တို့ကအခုလိုမှတ်ချက်ပြုပြောဆိုခဲ့တာလည်းဖြစ်တာပါ။၎င်းတို့ကဒါကကနဦးအကဲဖြတ်ချက်တစ်ခုဖြစ်ပြီးတော့ပျက်စီးဆုံးရှုံးမှုနဲ့ကိုက်ညီတဲ့မျက်နှာပြင်ပြောင်းလဲမှုတွေကိုကြည့်ပြီးအကဲဖြတ်တာမျိုးဖြစ်ပါတယ်လို့ဆိုထားပါတယ်။ဒါပေမဲ့အဲ့ဒီအချက်လက်တွေကဂျိုဒူဒေတာအချက်လက်တွေရသတ်မှတ်ထားတဲ့ကိန်းဂဏန်းတွေဖြစ်ပြီးတော့မြေပြင်မှာလိုက်လံအတူပြုထားတာမျိုးမရှိသေးဘူးလို့လည်းပြောကြားထားပါတယ်။အခုတင်ဆက်ပေးခဲ့တဲ့သတင်းတွေကတော့ဒီနေ့ဇွန်လ30ရက်နေ့အတွက်သတင်းတွေကိုရွေးချယ်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။